အားလုံးပဲမင်္ဂလာပါ Chiki Football Channel နဲ့ကြိုဆိုပါရစေကျွန်တော်ဒီနေ့ပြပြချင်တဲ့အကြောင်းအရာလေးကတော့ထိုင်းနိုင်ငံနဲ့မြန်မာနိုင်ငံဘောလုံးနဲ့ပတ်သက်ပြီးတော့ဘယ်လောက်ထိကွာဟသွားလဲဆိုတာကိုကျွန်တော်ဟိုတနေ့ကဗီဒီယိုလေးမှာကြည့်မြင်ခြင်းအပြင်ကျွန်တော်ပြောပြခြင်းဖြစ်ပါတယ်ကျောင်းသားပေါင်းစုံပြန်ပွဲမှာတနိုင်ငံလုံးထိုင်းတနိုင်ငံလုံးတင်မှာဒါမကပဲနဲ့ကျွန်တော်တို့ကဘာရရက social media မှာလည်းရောပြန့်နှံ့သွားတာဖြစ်ပါတယ်သူတို့ဘယ်လောက်ထိအားပေးတယ်သူတို့မျိုးဆက်တွေကိုဘယ်လောက်ထိအားပေးတယ်ဆိုတာကိုကျွန်တော်တွေ့မြင်ရပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုရင်အခုဆိုရင်ကျောင်းသားပေါင်းစုံပြန်ပွဲတွေလုပ်တာကျွန်တော်တို့တွေ့ရတယ်ဒါပေမဲ့ကျွန်တော်တို့မြန်မာနိုင်ငံကကလေးတွေတော်တော်များများမှာကွင်းရယ်နောက်ပြီးတော့ကျွန်တော်တို့ပြန်ပွဲကန်နေတဲ့အတွင်းမှာတော့ကျွန်တော်တို့ဘောလုံးကန်ဖက်နဲ့မပါဘဲနဲ့ကန်တာတွေလည်းတွေ့ရတယ်ပြီးခဲ့တဲ့ရက်ပိုင်းကထိုင်းနိုင်ငံမှာကျင်းပတော့တဲ့ကျောင်းသားပေါင်းစုံပြန်ပွဲမှာဆိုရင်သူတို့ရဲ့အားပေးတဲ့ပရိသတ်တွေကစကွင်းတကွင်းလုံးပွဲကြည့်စင်တာမကကွင်းရဲ့တဝက်လောက်ထိတောင်ကျွန်တော်တို့ကွင်းလုံးပြည့်ကျွန်တော်တို့အားပေးတာကိုကျွန်တော်တို့တွေ့ရတယ်အဲ့ထဲမှာထူးထူးခြားခြားဖြစ်သွားတဲ့အသင်းတွေကတော့ကျွန်တော်တို့မြောင်တောင်ဆိုတဲ့အသင်းလေးပဲဖြစ်ပါတယ်အဲ့ဒီချွန်ပူရီခြေဆိုင်ကျောင်းသားပေါင်းစုပြန်မှာလာပြန်တဲ့အသင်းလေးရဆိုရင်သူတို့ကဆိုရင်မပြေစုံတဲ့အသင်းတစ်ဖြစ်တယ်လာတဲ့ဘတ်ကားတော့ကျွန်တော်အဟောင်းဆရာကိုယ်တိုင်မောင်းလာပြီးတော့သူတို့ကိုယ်တိုင်လာပို့ပေးတဲ့ sporting လုပ်ပေးတဲ့အထိကျွန်တော်ဖြစ်သွားတယ်အဲ့အရာလေးကိုကြည့်ချင်အပြင်ထိုင်းတနိုင်ငံလုံးပြည်သက်တွေကသူတို့အတင်းကိုဂရုဏာတက်ပြီးတော့အားပေးကြတယ်အခုဆိုရင်ထိုင်းမီဒီယာမှာရော social media မှာရောတော်တော်များများပြန့်နှံ့တာတွေရောကျွန်တော်တွေ့ရတယ်ကျွန်တော်အမြင်ပြောရရင်စိတ်ကူးထဲမှာတော့ကျွန်တော်တို့မြန်မာနိုင်ငံနဲ့ဒီလိုမျိုးဖြစ်စေချင်တယ်ပေါ့ဗျာဒါပေမဲ့အများကြီးကွာဟတယ်ပြောအားပေးမှုတွေသူတို့ရဲ့ထောက်ပံ့မှုတွေအခုဆိုရင်ဒီဒုတိယရောက်ရတဲ့အတင်းဆိုရင်အခုဆိုရင်သူတို့ဘတ်ကားတစ်တွေရောသူတို့ထောက်ပံ့နေပြီးစာဝတ်နေရေးကအစအကုန်လုံးစီစဉ်ပေးတယ်အဲ့ဒါကိုကြည့်ချင်အပြင်ကျွန်တော်မြန်မာနိုင်ငံကလေးတွေလည်းကျွန်တော်အဲ့လိုမျိုးဖြစ်ထွန်းစေချင်တယ်ဒါပေမဲ့အများကြီးကွာဟသွားတယ်ကြားထဲမှာဘလို့မှလိုက်လို့မီသေးမှမဟုတ်ဘူးအများကြီးလဲစူးစမ်းရအောင်သူများနိုင်ငံကအားကစားဆိုရင်အားပေးတယ်ထောက်ပံ့ပေးတယ် sporting လုပ်ပေးတယ်ကိုမြန်မာနိုင်ငံကိုလည်းအဲ့လိုဖြစ်စေချင်တယ်မြေတောင်မြောက်ပေးစေချင်တယ်ကလေးလေးကျွန်တော်အခုအဲ့အရာ sharing လာလုပ်ပေးတာဖြစ်ပါတယ်ကျွန်တော် channel လေးကို like and subscribe လေးလုပ်ပေးဖို့အားလုံးတောင်းဆိုချင်ပါတယ်အားလုံးပဲနောက်ပြီးမှပြန်လည်တွေ့ကြမယ် bye bye